Okay ဒီ video လေးမှာကြတော့ဘာအကြောင်းပြောသွားမှာလဲဆိုရင်3 column cash book အကြောင်းပြောသွားမှာပါတနည်းအားဖြင့် cash book ပေါ့နော်ဒါကြီးကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်3 column cash book လို့ခေါ်တယ် cash book 3 column cash book လို့ဘာလို့ခေါ်လဲဆိုလို့ရှိရင်ဒီဟာကိုကြည့်ပြီးတော့ခေါ်တာ discount allowance ရဲ့ cash ရဲ့ bank ရဲ့3မျိုးရှိလို့ခေါ်တာတခါတလေကြောက်လို့ရှိရင် cash မဟုတ်ဘဲနဲ့ bank တစ်ခုချင်းစီသာရှိတဲ့အခိုက်အတန့်တွေရှိရပေါ့နော်အားကြောင့်မလို့3 column cash book လို့ခေါ်တာဒီမှာဆိုရင်ဘာမှမပြောရင် cash book ကဘာထဲရထားလဲဆိုလို့ရှိရင် book of foreign entry တွေက book တစ်ခုပဲဘာကိုသုံးလဲဆိုလို့ရှိရင် receipt တွေဒီ payments for cash ဟာတွေကိုဒီလက်ငင်းပေးတဲ့ဟာတွေကိုစရင်းသွင်းမှုအတွက်လောက်ထားတဲ့ဟာတွေပေါ့နော် cash ဆိုတာထက် check နဲ့ပေးနေပေးလိုက်မယ်ဒါပေမဲ့ तू က credit မဟုတ်တဲ့ဟာတွေတနည်းအားဖြင့်အကျွေးမဝယ်တဲ့ဟာတွေကို record လုပ်တဲ့နေရာက cash book ကိုခေါ်တယ်။အဲ့ဒါက double entry system debit credit နဲ့ပဲသွားတယ်ပြီးတော့လို့ရှိရင် one of the ledger account ပဲအဲ့မှာတည်ထားမှာက cash discount ရဲ့ trade discount ရဲ့ဆိုပြီးနှစ်မျိုးရှိမယ် cash discount ကကြတော့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင် customer ကဒီဆိုင်ကိုပစ္စည်းလာဝယ်မယ်ဆိုလို့ရှိရင်သူတို့ကဒီအချိန်ကနေဒီအချိန်အတွင်းပေးမယ်ဆိုလို့ရှိရင်ဆိုင်ဘက်ကနေပြီးတော့ discount ပေးရဆိုပြီးတော့ customer တွေကိုသတ်မှတ်ထားတဲ့အချိန်အတွင်းမှာပတ်စံပေးဖို့အတွက်ကို encourage လုပ်တာအဲ့တော့ तू က for quick payment အတွက်ကိုအသုံးပြုတယ် encouraging customers to pay their accounts in a given period of time နောက်တစ်မျိုးကကြတော့ trade discount ကကြတော့ကိုက10မျိုးဝယ်လို့ရှိရင်ဘယ်လောက် discount ရမလဲ20မျိုးဝယ်လို့ရှိရင်ဘယ်လောက် discount ရမလဲအဲ့လိုမျိုးကနေတစ်စင်း discount တဖြည်းဖြည်းစီချသွားတာကို trade discount လို့ခေါ်တယ်Okay အဲ့ဆိုလို့ရှိရင် cash book မှာသွားကြည့်မယ် cash book ကိုသွားကြည့်ဖို့အတွက်ဘယ်လိုသွားလဲဆိုလို့ရှိရင်ပုံမှန် entry ရတဲ့လို့ပဲ start with balance PD balance PD ဆိုတာ balance brought down ဘယ်ကနေ brought down ဘယ်ကနေပြီးတော့အဲ့ balance ကိုဆွဲချလာတာလဲဆိုလို့ရှိရင် last month အမတို့ကဒီ January ကနေလာစမယ်ဆိုလို့ရှိရင်2025 January မှာလာအစမယ်ဆိုလို့ရှိရင်2024 December 31ကနေပြီးတော့ဆွဲချလာတဲ့အမောင်ကိုအမတို့က balance PD တနည်းအားဖြင့် cash flow net CR ဖြစ်တဲ့2025မှာဖွင့်မဲ့အကောင့်ဥပမာဆိုရင်အမတို့က2025 January မှာရှိတဲ့အမောင်က2000အဲ့2000ကဘယ်ရလာလဲဆိုလို့ရှိရင်2024 December 31မှာလောက်လာတဲ့ balance CD ကနေရလာတာPALCD ပေါ့နော် balance CD ကနေရတာ balance CD ရတော့စရင်ပိတ်လို့ရှိရင်သုံးတဲ့ဟာအဲ့ရနေပြီးတော့ဒီလိုမျိုးဆွဲချလာတယ်လို့မျိုးဆွဲချလာတာအဲ့ဒါကြောင့်မလို့သူက balance product လို့ခေါ်တာ balance CD ရတော့အမှပြန်ပြပေးမယ်အားကြောင့် balance product ကဘယ်ရဖြစ်လာတာလဲပြောတာပြီးတော့လို့ရှိရင်စရင်ပိတ်မယ်ဒီဟာတွေကိုဒီ discount allowance တို့ cash to bank တို့မှာစရင်ပိတ်မယ်ဆိုလို့ရှိရင် discount allowance ကတော့တော်သူ discount allowance ပဲဘာမှလုပ်စရာမလိုဘူး discount allowance မှာရှိတဲ့ပမာဏတွေအကုန်လုံးပေါင်းပေးလိုက်အောင်မယ်ဒါပေမဲ့ဒီ cash တွေ bank တွေမှာကကြတော့အမှားတွေက difference ကိုရှာရတယ်ဘယ်ဟာလို့ထားပြီးတော့လဲဆိုလို့ရှိရင်cash မှာဒီ cash နဲ့ဒီ cash amount နဲ့ရှင်လို့ရှိရင်ပိုများတဲ့ amount ကိုအမှားတို့ကရေးပြီးတော့ဒီဘလောက်အဲ့ debit နဲ့ credit က amount အနည်းအများရဲ့ difference ကိုယူပြီးတော့လိုတဲ့နေရာမှာသွားထည့်မှာနဲတဲ့နေရာမှာပြဖြစ်မှာဥပမာဒီမှာ1500ဖြစ်ပြီးတော့ဒီဘက်ကကျတော့1300ပဲဖြစ်နေတယ်ဒါအဲ့ဒါဆိုလို့ရှိရင်အမှားတို့ final balance က1500ဖြစ်ပြီးတော့သူ့ရဲ့ balance CD ကဘယ်လောက်ဖြစ်မှာလဲဆိုလို့ရှိရင်200ဖြစ်မှာအပေါ်ကဟာ1300ပေါ့အဲ့တော့မှ1500ဖြစ်မှာအဲ့ balance CD ကိုမှအမှားတို့ကဒီဘက်ကို balance PD ဆိုပြီးဆွဲချလာတာအဲ့ဒါ cash book ဟိုကျန်တဲ့ဟာပေါ့နော်အဲ့ဆိုရင်စကြည့်မယ်ဒီပိုင်းရပြီဆိုလို့ရှိရင် okay အဲ့ဒါပြီးတော့လို့ရှိရင်ဒီအဲ့ဒီ the difference amount ကဘာဖြစ်မှာလဲဆိုရင် balance CD ဖြစ်မှာ okay ဒါကတော့သူ့ရဲ့ theory လေးပဲဒါပေမဲ့အဓိကအရေးကြီးတာတော့သူ့ transaction သွင်းမုံသွင်းနည်းတွေကတော့ပိုအရေးကြီးရပေါ့နော်အဲ့ဆိုရင်အမတို့ transaction သွင်းမုံသွင်းနည်းတွေတစ်ချက်သွားကြည့်ကြရတာပေါ့အဲ့ဒါဆိုရင်အမတို့ဒီဟာအနေစအောင်မိကုန်းဖတ်ကြည့်မယ်ပေါ့နော် Lee maintains a 3 column cash book and on 1st August 2020 the balances were bank overdraft $248 and cash $45ဒီမှာဆိုလို့ရှိရင် bank overdraft ဆိုတဲ့သဘောကရိုးရိုး bank မှာ debit ဆိုရင် bank overdraft က credit မှာသွားမယ်အဲ့ဒီခါကျတော့အမတို့ထည့်မယ်ဒီ3 column cash book ရဲ့ဒီ credit size မှာဘယ်လိုသွားထည့်ရမလဲဆိုလို့ရှိရင်သူ့ရဲ့ date align နဲ့သွားထည့်မယ်2020 August 1ရက်နေ့အဲ့မှာသူ့ရဲ့ details ကဘာလဲဆိုလို့ရှိရင် balance PD လို့ပဲရေးမယ်။ဘာလို့ဆိုရင်အဲ့ဒီကလာအစမှာရှိတဲ့ balance သူပေးထားတဲ့ balance တနည်းအားဖြင့်သူကဘယ်ကနေ
ဘယ်ကနေပြီးတော့ချလာလဲဆိုလို့ရှိရင်2020 July 30လား31လားအဲ့ရနေပြီးတော့ကျလာတဲ့ amount ကိုအမားတို့ကဒီ August 1ရက်နေ့မှာထည့်တဲ့အခါကျတော့သူတို့အတိုင်းထည့်ပေးဖို့မလိုဘူးသူကကြတော့ balance CD ကနေကျလာတဲ့ amount ကျတော့ balance brought down balance BT အဲ့ထားကဘယ်လောက်လဲဆိုလို့ရှိရင် bank column မှာ248ဆိုပြီးသွားထည့်မယ်အဲ့ဒါဆိုရင်မတို့ cash ကိုသွားကြမယ် cash ကကြတော့2020 August 1ရက်နေ့ရဲ့ balance BT ဘယ်လောက်လဲဆိုလို့ရှိရင်သူရဲ့ cash column မှာပဲ cash ဆိုတာကရိုးရိုးတဘာဝပေါ့နော်သူရဲ့ nature ကိုကဘာမှလဲဆိုလို့ရှိရင်assets ပေါ့နော်သူရဲ့ nature assets ဆိုတဲ့အခါကျတော့ debit ထဲမှာပါတယ်အဲ့လိုဆိုတော့ပဲ bank ကလည်း debit ထဲမှာပါတယ်ဒါပေမဲ့ bank overdraft ကကြတော့မပါဘူးပေါ့နော်အဲ့ဒါ bank overdraft ကဘာနဲ့အတူတူပဲဆိုတော့ bank loan နဲ့အတူတူပဲအဲ့ဒီမှာဘယ်လိုဖြစ်လဲဆိုလို့ရှိရင် bank loan ကကြတော့ပတ်စံအများကြီးလို့ပြီးတော့long term အတွက်ဆိုလို့ရှိရင် bank loan ကိုချီးတင်တယ်ပေါ့နော်။ဘာလို့ဆိုရင် तू က interest က bank overdraft ထက်နည်းတယ်ဒါပေမဲ့အများကြီးပိုချီးလို့ရတယ်ပေါ့နော်။ပြီးတော့လို့ရှိရင်အဲ့လိုသတ်မှတ်ထားတဲ့နေ့တွေမှာပြန်ဆက်ရတယ်။ဒါပေမဲ့ bank overdraft ကကြတော့အဲ့လိုမဟုတ်ဘူးပေါ့နော်။ bank overdraft ကshort terms အတွက်သုံးပြီးတော့သူတို့သတ်မှတ်ထားတဲ့အချိန်တော့မဟုတ်ဘူးပေါ့နော်သတ်မှတ်ထားတဲ့အချိန် specific time မရှိဘူးပေါ့နော်မရှိဘဲနဲ့ bank ကပြန်တောက်လို့ရှိရင်ပေးရတာပို့ပြီးတော့လည်း interest များတဲ့အခါကျတော့ဒီဟိုဟာကို bank loan ကိုကြာ long term မှာသုံးချတာပေါ့ okay အဲ့ဒါဆိုလို့ရှိရင် transaction ကနေစကြည့်မယ်သူကဘာပြောလဲဆိုလို့ရှိရင်ဘယ်ကနေပေးတာလဲဆိုရင် paid by direct debit ဆိုတာက direct debit တို့ standing orders တို့မှတ်ထားလိုက်ပါတော့အမလည်းကြုံလုံးပြောပြထားလိုက်မယ်ဒီ direct debit တို့ကြုံတော့ထပ်ပြီးပြောပြပေးမယ်ပေါ့နော် standing order တို့အဲ့ဒါတွေအကောင်လုံးက check ကိုပဲပြောရနော် check ကို bank ကိုပဲပြောရနော်အဲ့တော့သူက bank ထဲမှာပဲထည့်ရမယ်ဟာ check ကို bank အတူတူပဲပေါ့နော် check နဲ့ bank နဲ့အဲ့ဒီခါကျတော့ तू ကဘယ်ကနေဘယ်လိုပေးကြလဲဆိုလို့ရှိရင် mobile com က paid by direct debit to mobile con ကိုပေးလိုက်တယ်ဘယ်လောက်လဲဆိုလို့ရှိရင်115အဲ့ဒါကိုဘယ်မှာထည့်မှာလဲဆိုလို့ရှိရင် paid by ကိုရီးယားဘယ်သူကိုပေးလိုက်တာလဲဆိုရင် mobile con ကိုပေးလိုက်တာဘယ်ကနေလဲဆိုလို့ရှိရင်bank ကနေပေးလိုက်တာအဲ့ဒီစာကဒီမှာတစ်ချက်ထောက်နေတာဗာလဲဆိုလို့ရှိရင်တနည်းအားဖြင့် paid to mobile com by direct debit လို့ဖြေတာအဲ့တော့ direct debit သူများကိုပေးလိုက်တာဖြစ်တဲ့အခါကျတော့ဒီdetail ဒီဟာကသူများကိုပေးလိုက်တာဖြစ်တဲ့အခါကျတော့ credit မှာထည့်မယ်အဲ့တော့ August 3ရက်နေ့ဆိုရင်မှတော့ဒီမှာဆို3လို့ရေးလိုက်ရင်ရပြီဘာလို့လဲဆိုရင်အပေါ်မှာဒါရေးပြီးသားဆိုလို့ရှိရင်လာမချင်းငယ်ทีမှာတော့ပြင်ပေးစရာမလိုဘူးပေါ့နော်အဲ့တော့ဘယ်လိုရေးမှလဲဆိုရင်သူရဲ့ထွာက mobile com လို့ရေးမှာ mobile com ကိုသူက direct debit နဲ့ပေးခဲ့တာတနည်းအားဖြင့် bank နဲ့ပေးတဲ့အခါဆိုတော့ bank account မှာ115ထည့်လိုက်ရုံပဲဒါက transaction number 1ပေါ့နော် August 3မှာလောက်ခဲ့တဲ့ transactions နံပါတ်8ကိုသွားကြည့်မယ်နံပါတ်8ကတော့အတူတူပဲအမ error မှာလည်းသင်ခဲ့ပူတယ် cash sales ဆိုတာကရောင်းလိုက်တယ်ပစ္စည်းရောင်းလိုက်တာကို cash နဲ့ရောင်းလိုက်တာအဲ့ဒီခါကျတော့ cash account မှာ debit ဖြစ်မယ်ဘာလို့ဆိုရင်ရောင်းလိုက်တဲ့အခါကျတော့ cash account မှာcash account မှာ debit ဖြစ်မယ်ဆိုတော့ဒီ cash ကိုပြောရမှာမဟုတ်ဘူးပေါ့နော်ဒီ cash မှာ debit ဖြစ်မှာဒါပေမဲ့သူ့ရဲ့ transaction ကကြတော့ဘယ်လိုဖြစ်မှာလဲဆိုလို့ရှိရင်ရောင်းလိုက်တဲ့ဟာကျတော့ sale ကနေပြီးတော့ cash ကိုရလာတာဖြစ်တဲ့အခါကျတော့ဒီ sale account မှာ cash က1423ရတယ်အဲ့ဒါကိုရေးပေးရမှာ okay အဲ့ဒါဆိုလို့ရှိရင်နောက်တစ်ပုဒ်ကိုဆက်သွားမယ်သူကကြတော့paid cash into bank ဒီမှာဆိုတခုရှိတာကရှိတဲ့ cash ကိုဘယ်ကို transfer လုပ်လိုက်တာလဲဆိုလို့ရှိရင် bank ကို transfer လုပ်လိုက်တာအဲ့ဒီခါကျတော့အဲ့ transaction လိုမျိုးဆိုလို့ရှိရင်နှစ်ခုလုံးမှာပြမှာပေါ့နော်ဒီ9ရက်နေ့ကနှစ်ခုလုံးမှာပြမှာဘာလို့လဲဆိုလို့ရှိရင် pay cash to bank ဖြစ်တဲ့အခါကျတော့ bank မှာတိုးလာတယ်ဘယ်လိုဖြစ်သွားလို့လဲဆိုတော့ cash က bank ထဲကိုရောက်လာလို့တိုးလာတယ် bank ထဲမှာ800ထည့်တယ်ဒါပေမဲ့ cash account ထဲမှာယော့သွားတယ်ဒီ cash account ထဲမှာဘယ်လောက်ယော့သွားလဲဆိုတော့800ယော့သွားတယ် credit side ထဲမှာသွားကြည့်မယ်ဘာလို့ယော့သွားတာလဲဆိုလို့ရှိရင် bank account ကိုပတ်စံပေးလိုက်တာဖြစ်တဲ့အခါကျတော့ယော့သွားတာ okay ဒါတော့နည်းနည်းပြန်လာထောင်ကြည့်ပါတော့ဒီနေ့တစ်ချက်နောက်ပြန်ကြည့်ပြီးတော့ဘာလို့ဆိုရင်နည်းနည်းရောတက်တယ်ဒီ details ရေးတဲ့နေရာပေါ့နော်တချင်းအဲ့ဒီ description ရေးတဲ့နေရာမှာနည်းနည်းလေးရောတက်တယ်အဲ့ခါကြလို့ရှိရင်မပြောရမယ်တစ်ခုကကြတော့
cash ကို bank ထဲမှာထည့်လိုက်ပြီဆိုလို့ရှင် bank က debit ဖြစ်သွားတဲ့ခါကျတော့ဒီ transaction ကိုအရင်သွေးလိုက်ပြီးတော့ဘယ်လိုရလာလဲလို့အမနောက်မှစဉ်းစားလိုက်တာမဟုတ်လို့ရှင်ခုနကလည်းအမဒီမှာ save နဲ့ cash ကိုမှားပြပြီးတော့မလို့ဖြစ်သွားတယ်လေ cash ကိုဒီမှာရေးပြီး cash ကိုဒီထဲမှာထည့်လာတယ်လို့မျိုးအဲ့ဒီခါကျတော့နည်းနည်းလေးစဉ်းစားပေးရတယ်ပေါ့နော်အဲ့လိုလေးဘာလို့ဖြစ်သွားလဲဆိုတာကိုထည့်ပေးရမှာပေါ့နံပါတ်16မှာဆိုဖီယာကိုပေးခဲ့တယ်ဘာနဲ့လဲဆိုရင် check နဲ့ဘယ်လောက်ပေးခဲ့လဲဆိုရင်485 in full settlement of an invoice after taking 5% to cash discount ပြောချင်တဲ့သဘောကဆိုဖီယာကို check နဲ့485ဒေါ်လာပေးခဲ့တယ်အဲ့ဒါကဘာလဲဆိုရင်5% cash discount နှုတ်ပြီးတာကိုပေးလိုက်တာအရင်ဆုံး entry ထည့်မယ်16ဆိုဖီယာကိုပေးလိုက်တယ်အဲ့ဒါကိုမှ total ဘယ်လောက်ပေးလိုက်တာလဲဆိုလို့ရှိရင် total ဘယ်လောက်ပေးလိုက်တာလဲဆိုလို့ရှိရင်485ပေးလိုက်တာ485မှာဒီမှာဘာပါလာပြီလဲဆိုရင် discount receipt ပါလာတယ်သူကပြောထားတယ်လေ 5% discount receipt ပေးထားတယ်လို့ပြောထားရပေါ့နော်အဲ့ discount cash discount ပေးထားရဲဆိုတဲ့အခါကျတော့ဘယ်လိုရှာကြမလဲပေါ့နော်ဘယ်လိုရှာလို့ရလဲဆိုလို့ရှိရင် mathematics terms နဲ့သွားမယ်ဆိုလို့ရှိရင်ပုံမှန် original amount ကိုမတို့က 95% နဲ့မြှောက်ပေးလိုက်မယ်ဆိုရင်485ရတယ် okay အဲ့ရဲ့ original amount ကဘယ်လောက်လဲကိုရှာရမယ်အဲ့ရလာတဲ့ original amount ကိုမှအမတို့က485နဲ့ပြန်လုပ်လိုက်မယ်ဆိုလို့ရှိရင်သူရသွားတဲ့ discount receipt ကိုရမှာအမော485အဲ့ဒီခါကျတော့equal 475 by 95% ဆိုရင်900ရတယ်အဲ့ဒီခါကျတော့ equal 900အနှုန်း485ဆိုရင်လိုချင်တဲ့ discount receipt 25ဆိုတာကိုရလာလိမ့်မယ်Okay အဲ့ဒါလေးတော့နည်းနည်းကြည့်ပြရတယ်ပြီးရင်နောက်ထပ် transaction တစ်ခုကိုတွားကြည့်မယ်ဘာလဲဆိုလို့ရှိရင် August 23မှာဖြစ်သွားတဲ့ဟာသူက receive a check from Fulham အဲ့ဒီခါကျတော့ debit side ထဲမှာဖြစ်တဲ့ receive ဖြစ်တဲ့အခါကျတော့23ကိုမှ receive a check from Fulham စီကနေပြီးတော့ check ရထားတယ် Okay သူကကြတော့ရပြီးသွားပြီဟိုအကျွေးရစရာရှိရပြီးသွားပြီပေါ့နော်ငကိုကတော့ဒီ credit customer ဖြစ်တယ်ဒါပေမဲ့ तू ကကြတော့အဲ့ credit customer ဆီကနေပြီးတော့ check ရပြီးသွားပြီအဲ့အခါကျတော့ဘယ်လောက်ရလာလဲဆိုလို့ရှိရင် check ဆိုတဲ့အခါကျတော့ bank ကနေပြီးတော့225ရတယ်ဒါတခုပြီးတော့နံပါတ်28ကတော့အလွယ်ဆုံးပဲ paid wages by cash wages တွေပေးခဲ့တယ်ဘာနဲ့လဲဆိုလို့ရှိရင် cash နဲ့940ပြီးရင်နောက်တစ်ခုကကြတော့29မှာကြည့်မယ်နော်29မှာဘာပြောထားလဲဆိုလို့ရှိရင် Fulham စီကနေ receive notice from the bank that the check from Fulham 2025 has been dishonored အဲ့ဒီ Fulham စီကနေ2025 dishonor ဖြစ်သွားတယ်အဲ့ dishonor check ကဘာလဲဆိုတော့တစ်ချက်ပြန်ပြောပြမယ် dishonor check ကကြတော့တဲ့သူပေးလိုက်တဲ့ဒီ check ကအထဲမှာပတ်စံမလောက်တာမျိုးဖြစ်နိုင်တယ်မဟုတ်လို့ရှိရင် check ရဲ့ error တစ်ခုခုကြောင့်မဟုတ်လို့ရှိရင် insufficient amount ကြောင့်မလို့ insufficient funds ခေါ်မှာပေါ့အဲ့ဒါအကြောင်းမလို့ bank ကနေပြီးတော့ refuse လုပ်လိုက်တာအဲ့ဒါကို dishonor check လို့ခေါ်တယ်အဲ့ဒီခါကျတော့အဲ့ဒါကိုအမတို့ကဘယ်လိုလုပ်လိုက်ရမှာလဲဆိုရင် Fulham ရဲ့ dishonor check ကမရတော့ဆို refuse လုပ်ခံလိုက်ရတယ်အစင်မပြေဘူးပေါ့နော် error တစ်ခုရှိရ insufficient funds or error တစ်ခုဖြစ်တဲ့အခါကျတော့ dishonor ဖြစ်သွားတဲ့အခါကျတော့စရင်းနဲ့သွင်းလို့ကအစင်မပြေဘူးစရင်းနဲ့ကနေပြီးတော့စရင်းနဲ့အဲ့ပတ်စံမရသွားဘူးပေါ့နော် HONOURET dishonor check လို့ရေးပေးရတယ်အဲ့ဒါက तू က dishonor check ဆိုတဲ့ကလေးက check ထဲမှာပဲပါမယ်အဲ့ဒါကဘယ်လောက်လဲဆိုလို့ရှိရင်225ဒီမှာနော်ဒီဟာက dishonor ဖြစ်သွားတယ်ဒီဟာက225ရှိပြီအဲ့နှစ်ခုကိုမထည့်လို့မရလားဆိုတော့မရအောင်နော်မှတ်မရအောင်နော်အဲ့ဒါပြောပြီးသွားပါပြီပြီးတော့လို့ရှင်တောက်ဆုံးတစ်ခုဒီဟာနဲ့ဒီဟာနဲ့တစ်ချက်ကြည့်ပေါ့နော်ဒီ16ရဲ့30ရဲ့ဘာပြောထားလဲဆိုလို့ရှိရင် receive a check from Chen in full settlement of an invoice for 880 Chen had taken a invoice for 880ဆိုလို့ရှိရင်ဒီအသုံးနှုန်းပေါ့နော်အဲ့ဒါက discount မနှုတ်ရသေးလို့ပဲ discount မနှုတ်ရသေးတဲ့ amount ဒီဟာကျတော့ discount နှုတ်ပြီးရဲ့ amount လို့သတ်မှတ်လို့ရတယ်in few settlements of an invoice off လည်းမဟုတ်တဲ့အခါကျတော့ for ဖြစ်နေတဲ့အခါကျတော့ तू ကမနှုတ်ရသေးဘူးအဲ့တော့ receive လည်းဖြစ်တဲ့အခါကျတော့ဒီဘက်က30မှာသွားထည့်မယ်ပြီးတော့လို့ရှိရင် chance စီရရတဲ့ဟာ तू ကကျတော့ discount အလားမလုပ်ခင်discount ကိုအရင်ဆုံးချပေးရမယ်ပေါ့နော်880ကနေပြီးတော့ तू ကကျတော့ဘယ်လောက် discount လဲဆိုလို့ရှိရင် 5% discount ဆိုတဲ့အခါကျတော့သူ့ရဲ့ 95% အဲ့တော့ sorry 836ပြီးမှထည့်ရမှာ836ဒါပေမဲ့အမားတို့ကဘာလုပ်ပေးရမလဲဆိုရင်သူ့ရဲ့ discount ကဘယ်လောက်လဲဆိုတာသိချင်တဲ့အခါကျတော့880ရဲ့ကနေပြီးတော့ဘာလုပ်ပြရမှာလဲဆိုတော့836ကိုနှုတ်ပြရမှာအဲဆိုရင်သူရဲ့ discount ရမယ်အဲဆိုရင် transaction တွေအကုန်လုံးပြီးသွားပြီအဲ့ခါကျတော့မှတော့ဘာလုပ်ပေးအောင်မလဲဆိုလို့ရှိရင်
ပိတ်မယ် transaction ပိတ်မယ်ဆိုတော့ကြောင်းချန်ပြီးပိတ်နော်နှစ်ကြောင်းကြောင်းလောက်ချန်ပြီးပိတ်ဒီမှာပဲလုပ်မယ်ဆိုလို့ရှိရင် transaction ပိတ်မယ်ဆိုလို့ရှိရင်ဟိုဒီမှာအမဒီလိုပိတ်လိုက်မယ်ပိတ်ပြီးသွားပြီ okay အဲ့မှာဒီဟာတစ်ကြောင်းလဲဆိုရင်အမတို့ဘယ်ဟာ3ကိုပိတ်ပြရမှာလဲဆိုဒီ3ကိုပိတ်ပြရမှာဒီ3ကိုပိတ်ပြီးတဲ့အခါကျလို့ရှိရင်မှတ်ထားနော်စာအုပ်ထဲမှာဆွဲရင်လည်းအဲ့လိုပဲဆွဲရမှာနော်ဘယ်လိုပိတ်ပြရမှာလဲဆို double border တွေ့လားဒီဟာတစ်ချက်ဆွဲဒီဟာနှစ်ချက်အဲ့ဒါမှစင်ရင်ပိတ်တယ်ခေါ်တာနော်တစ်ချက်ထဲဆိုစင်ရင်မပိတ်ဘူးနော်အဲ့ဒါတခုရှိမယ်အဲ့ဒါသတိထားပေးအဲ့ဆိုရင်ဒါလေးပါလောက်လိုက်မယ်Okay အဲ့ဒါဆိုလို့ရှိရင်အမတို့ဆက်သွားမယ်သူ့ရဲ့ discount ကဒီတိုင်းရေးမှာနော် discount ဘာမှမချိန်ဘူး discount ဒီတိုင်းရေးမှာ44ဒီဘက်ကကြတော့25ဒါပေမဲ့ဘယ်မှာချိန်လဲဆိုရင်အမတို့က cash day bank တွေမှာချိန်တယ်အများပိုများတဲ့အမောက်ကိုရေးမယ်ဒီဘက်ကပိုများလာတော့မသိဘူးရောဒီဘက်ကပိုများတယ်1465ပြီးတော့လို့ရှိရင်ဒီဘက်ကကြတော့1343ညာအဲ့ခါကျတော့1465ကိုရေးမယ်1465ကိုရေးပြီးသွားတဲ့ခါကျတော့1465တွေကနေပြီးဘာအောင်နှုတ်မှလဲဆိုလို့ရှိရင်သူ့ရဲ့ခြားနာချက်ကိုနှုတ်မဲ့ခါကျဒီနှစ်ခုပေါင်းလိုက်တဲ့နှုတ်မဲ့ခါကျတော့မှဒီဘာခါလေးရေးလိုက်တယ် sorry 1465နော်အော်1465အမမှားရင်လည်း1465ကနေပြီးတော့ဝေးအမပြန်လာမယ်တခုလိုရ1465 sorry အဲ့ဒါတန်းနေအဲ့ခါကျတော့1465ကနေပြီးတော့ဘာအောင်နှုတ်ပြရမှာလဲဆိုလို့ရှိရင်1465အနှုတ်800အနှုတ်940 125ဆိုပြရမယ်အဲ့ဒါကဘာလဲဆိုရင် balance CD okay ဘာ cash ကိုသွားကြည့်မယ် cash ကကြတော့ဘယ်ဟာများလဲဆိုတော့ကြည့်မှသိမယ် equal sum 168ဒီဘက်ကကြဘယ်လောက်လဲဆိုရင်Okay ဟိုဘက်ကပုံများနေတဲ့အခါကျတော့168ကိုရေးမယ်168အဲ့ဒါကခုနကလိုပဲဒီဘက်ကပုံနည်းနေတဲ့အခါကျတော့လိုက်နှုတ်ပေးမယ်ခွန်ကိုရှစ်အဲ့ဒါ balance CD အဲ့ဒါအောင်မှတော့ဘယ်ထဲသွားထည့်မှာလဲဆိုလို့ရှိရင်နောက်နှစ်အတွက်ကိုပါ balance product လုပ်ပေးရမှာ Okay နောက်နှစ်ဆိုတာထက်နောက်လပေါ့နော်နောက်လအတွက်ကိုသူကအမတို့က transaction လုပ်ပေးရမှာဒီဟာက August 31မှာပြီးသွားတာAugust 31မှာဖြစ်သွားတဲ့အခါကျတော့ September 1ရက်နေ့ balance fee သူရဲ့ balance fee ဒီမှာရှိနေမှာ balance fee ဘယ်လောက်သိလဲဆိုလို့ရှိရင်125ရဲ့998ဒါလေးပဲရမလားbank ဒီမှာကကြတော့ bank overdraw နဲ့ပြောထားရပေါ့နော် like overdraw နဲ့ overdraft အတူတူပါပဲအဲ့ဒါဆိုလို့ရှိရင်ဆက်ကြည့်မယ်သူက April 2021ရက်နေ့မှာ April 1ရက်နေ့2021ခုနှစ်မှာ balance တွေကကြတော့ bank မှာက130 overdrawn ဖြစ်တယ်အဲ့ဒါကိုထည့်ရမယ်2021 April 1ရက်နေ့ကဘာဖြစ်လဲဆိုလို့ရှိရင်သူရဲ့ balance fee က130 overdrawn bank မှာဖြစ်တယ်အဲ့ဒီမှာကိုမှ2021 April 1ရက်နေ့ကABRIL April 1ရက်နေ့ကဒီ debit side ရဲ့ balance fee ကကြတော့ဘယ်လောက်လဲဆိုလို့ရှိရင် cash မှာ25အဲ့ဒီဟာကြရင်ဆက်ကြည့်မယ်သူက receive and credit transform လဲ check off bank ပဲ Okay check off bank ပဲ receive a credit transfer from Joser into the limit for invoice တခြားနေတော့ညာပြပြတာတခြားနေတော့ညာဆိုတာ for invoice လို့ပြောတဲ့ဟာဆိုလို့ရှိရင် discount မချရသေးဘူးပြောချင်တာအဲ့ဒါမှအခုကကြတော့ receive ဆိုတဲ့အခါကျတော့ debit size မှာဖြစ်တယ်3ရက်နေ့မှာဘယ်သူစီက receive လုပ်ခဲ့ရတယ်ဆိုလို့ရှိရင် Joseph စီကနေပြီး receive လုပ်ခဲ့တာ1620ကနေပြီးတော့သူက 10% discount လုပ်တဲ့အခါကျတော့162အဲ့ဒီခါကျတော့သူက1620ရနေပြီးတော့10% cash discount ယူအောင်မလို့သူရဲ့ discount allowed က10% but အဲ့ဒါကိုအမှန်တော့နှုတ်ပေးရအောင်မယ်1623ညရနေပြီးတော့162ကိုနှုတ်ရရင်ဘယ်လောက်ရမလဲဆိုရင်1458ဆိုတာရမယ်ဒါက bank ထဲမှာရှိမယ်ဟာ bank ကနေပြီးတော့ကိုကရတဲ့ဟာပေါ့နော်ကိုက discount ရထားတဲ့ဟာပေါ့အဲ့ဆိုလို့ရှိရင်ဒီနံပါတ်7နံပါတ်7တောက်ဖြစ်တယ်သူကApril 7မှာဆိုလို့ရှိရင်ဘာပေးခဲ့လဲဆိုလို့ရှိရင် PL council
BL Council ကို standing order ပြောပြီးသား standing order bank ထဲမှာပါတယ်220ပေးခဲ့တယ်နောက်တစ်ခုကကြတော့နံပါတ်21မှာကြတော့ sold goods for cash sales နဲ့အတူတူပဲ goods တွေကို cash အတွက်ရောင်းခဲ့တယ်အဲ့တော့ sales ပဲ cash sales နဲ့အတူတူပဲเนาะအဲ့တော့အခါကျတော့ sales ကနေပြီးတော့ cash ကဘယ်လောက်ဝင်လဲဆိုလို့ရှိရင်80ဝင်တယ်ပြီးတော့လို့ရှိရင်ခုနကအပေါ်မှာလည်းပြောခဲ့တယ် transfer cash to bank 23မှာcash ကနေပြီးတော့ bank ကိုရောက်လာတယ် bank မှာတိုးမယ်ဘယ်လောက်လဲဆိုလို့ရှိရင်80ဘယ်လိုရောက်လာလဲဆိုရင် cash ကနေပြီးတော့ရောက်လာတာဟိုဘက်ချမ်းမှာလည်းသွားပြင်ရမယ်ဘာလို့ဆိုရင်အမှ minus ဖြစ်သွားတာမလို့အဲ့မှာကျတော့ bank ကိုထည့်လိုက်တာဖြစ်တဲ့အခါကျတော့ cash မှာက65ရောသွားမယ်နောက်တစ်ခုဆက်ကြည့်မယ်သူက29မှာကျတော့ pay window window cleaner pay window cleaner ကိုဗာနဲ့ပေးခဲ့လဲဆိုရင် cash နဲ့ပေးခဲ့တယ်28နောက်ဆုံးတစ်ခုကကြတော့ paid ordinary by cash တဲ့သူကဘယ်လိုပေးခဲ့လဲဆိုလို့ရှိရင်30ရက်နေ့မှာ AWB ကို2183 by check သူက2185 by check in full settlement of an invoice ဆိုတဲ့အခါတော့နှုတ်ပြီးသားဖြစ်တယ်သူက2185ကပေးခဲ့တဲ့ in full settlement of an invoice invoice ရ full settlement ဖြစ်တဲ့ after taking 5% cash discount အဲ့ဒီခါကျတော့30ရက်နေ့မှာ30ရက်နေ့မှာ AWB ကိုဘယ်လိုပေးခဲ့လဲဆိုလို့ရှိရင်2185ပေးခဲ့တယ် bank နဲ့မလားဟုတ်တယ် bank နဲ့2185ပေးခဲ့တယ် ဘာလို့ဖြစ်နေလဲ2185ပေးခဲ့တယ်အဲ့ဒါကိုမှသူ့ရဲ့ discount ကဘယ်လောက်လဲဆိုလို့ရှိရင်2185ခုနကပုံနဲ့အတူတူပဲပေါ့နော်2185ကကြတော့ဟိုဖြစ်တဲ့ခါကျတော့သူ့ရဲ့ original amount ကိုရင်းရှာမယ် original amount ကဒီကနေပြီးတော့ 95% ရှိရောက်ထားတဲ့ဟာက2185နဲ့အတူတူပဲအဲ့ဒီခါကျတော့ဘာလုပ်မလဲဆိုလို့ရှိရင်2185ကို95% နဲ့စားလိုက်မယ်အဲ့ခါကျတော့2300ရတယ်အဲ့တော့2300အနှုန်း2300ဆို original amount ပြီးတော့ discount ချပြီးသားက2185အဲ့တော့ discount ကဘယ်လောက်ချလဲဆိုရင်135အဲ့ဆိုရင်မလို့စင်းပိတ်ရုံပဲဘာမှမလုပ်စရာမလိုဒီမှာ135ရေးမယ်ဒီဘက်မှာ65နဲ့28ဆိုတဲ့အခါကျတော့ဒီဘက်မှာက80နဲ့55ဆိုတာဒီဘက်ကပိုများတယ်အဲ့တော့ဒီဘက်ဟာကိုရေးရှာလိုက်မယ်930 135အော်105 okay 105 equal sum equal sum မဟုတ်ဘူး105တဲ့ကနေပြီးအပေါ်နှစ်ခုနှုတ်ပေးရမှာ balance CD ကကြတော့ difference ဆိုတဲ့အခါကျတော့ balance CD အဲ့ဆိုရင်နောက်ဆုံးတစ်ခုကိုလည်းသွားကြည့်မယ်နောက်ဆုံးတစ်ခုကကြတော့ဒီကောင်ကပုံများနေတယ်အဲ့တော့ equal sum 25ဒီဘက်မှာလည်းသွားထည့်မယ်25အဲ့ဒါပေမဲ့ဒီမှာကကြတော့ပုံနေနေတဲ့အခါကျတော့25တွေကနေပြီးတော့ဒီဟာနှစ်ခုနှုတ်ပေးလိုက်မယ်980 point 980 25ဒီဘက်မှာကျတော့1485ရယ်1458ရယ်ပြီးတော့လို့ရှိရင်အိုး23ပါလေအမဒီမှာထည့်ရမှားပါတယ်ဒါဘယ်လောက်ဖြစ်ရမှာလဲဆိုတော့65ဖြစ်ရမှာဒီလားအဲ့ဒါမှားပါနော်အဲ့ဒါတစ်ချက်ကြည့်နော်ဒီ transfer cash to bank မှာ65မှာ80ဆိုပြီးအပေါ်ဟာကိုအပေါ် cash sales နဲ့မှားထည့်မိလိုက်တယ်အဲ့ဒါလေးတစ်ချက်ရှိမယ်ရမယ်နော်အဲ့ဆိုလို့ရှိရင်ဒီကောင်က992ဒီမှာဆိုလို့ရှိရင်မတူတော့ခုနကပုံနဲ့မတူတော့တာဟုတ်တယ်ဒီမှာဆိုရင်မတူတော့တဲ့ခါကျတော့ဒါလည်း balance တခုကြံခဲ့တာက balance CD ကနောက်ဆုံးဒီလရဲ့နောက်ဆုံးလပေါ့နော် April 30မှာ September April ကျော်နဲ့ November 30ရက်နေ့ခုနအပုံမှာလည်းတစ်ချက်ထည့်လိုက်နော်ခုနအပုံမှာလည်းတစ်ချက်ထည့်လိုက် balance ပြီးတော့လို့ရှိရင်ဒီမှာကကြတော့ April ပြီးရင် May 1ရက်နေ့ balance CD balance PD ဘယ်လောက်လဲဆိုလို့ရှိရင်ဒီဘက်ကဟာနေပြီးတော့ credit side ကနေပြီးတော့ debit side ကိုဆွဲချရမှာเนาะအဲ့ဒီခါကျတော့ဘယ်လောက်လဲဆိုလို့ရှိရင်12 cash မှာ okay ဒီဘက်မှာကျတော့ balance PD ဘယ်လောက်လဲဆိုလို့ရှိရင် तू ကလည်းအတူတူပဲဒီ May 1ရက်နေ့ပဲဘယ်လောက်ဆွဲချလဲဆိုရင် bank back ကို992ဆွဲချမှာဒါပဲ cash book ကokay အဲ့ဒီခါကျရင်အမကိုဒီဟာလေးမနားမလည်ရင်တောက်ကြနေကြလို့ရှိရင်တွေ့ပြန်မေးလို့ရပါတယ်ပြီးတော့လို့ရှိရင်ဒီပုံလေးတို့ရှိပါမယ်ဒါလေးကိုအိမ်စာတက်ခဲ့ပြီပါဘောဟာလေး reference ယူပြီးတက်လို့ရပါတယ်အတူတူပါပဲအကုန်လုံးကဒီမှာ for invoice for ပြီးတော့လို့ရှိရင် pay which is by cash ပြီးတော့လို့ရှိရင် in full settlement of an invoice ပြီးတော့လို့ရှိရင် paid by check ဘယ်သူကိုပေးရလဲပြီးတော့လို့ရှိရင် pay cash into bank အတူတူပဲအကုန်အတူတူပါပဲအပေါ်ဒီဘက်ကဟာနဲ့တစ်ချက် refer ယူပြီးတက်လို့ရပါတယ်အဲ့ဆိုရင် cash book ပိုင်းနေတော့ဒီလောက်ပါပဲ